ထိုင်းနိုင်ငံမှာအလုပ်ကောင်းလို့ရှိရင်ဒါလေးကြည့်ထားဗျထိုင်းနိုင်ငံမှာအလုပ်ကျန်းတယ်ပဲရှိတယ်ပေါ့နော်ကိုကဟိုတယ်ပိုင်းတို့စားတော့ဆိုင်တို့မရွေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနေပြည်ထဲမှာပဲအလုပ်လုပ်ရတယ်ပေါ့နော်နောက်ထပ်တက်တာတဲ့အလုပ်တစ်ခုကကျွန်တော်တို့လိုမျိုးဆေးတုပ်တာပေါ့နော်ဒီလိုအိမ်ကိုဆေးတုပ်တာဗျဆေးတုပ်တာနည်းနည်းတက်တာတယ်လို့ပြောရမှာပေါ့နော်တင်ပိုင်းတော့ဆိုလို့ဒီကျွန်တော်တို့အချောကင်တာရယ်အဲ့ဒီချောကင်နေမှာဆိုဘီလက်မီတွေတည်ရတယ်ပေါ့နော်ပြီးတော့ဒါဒီပေါ်တွေနေတိုင်းတက်ရတယ်ပေါ့နော်အဲ့လိုနေတိုင်းတက်ရတယ်နော်ဒါညောင်းတယ်ပေါ့နော်အစပိုင်းလို့ဆိုနောက်ပိုင်းကျတော့နေသားကြတော့မှာဟိုးဘက်ဆိုကျွန်တော်တို့ကော်ဆောင်ပေါ့နော်ဒီအိမ်ကြီးမလောက်ခင်ပေါ့နော်သူဒီအုတ်ခုံတွေချတယ်ဒီဟာမျိုးကိုထောင်တယ်ပေါ့နော်အဲ့ဒါတော်တော်ပြင်ပန်းတယ်ဗျပွန်းတွေကတော့သူ green နဲ့ဆွဲတယ်ပေါ့နော် green နဲ့ဆွဲတယ်ဆိုပေမဲ့လည်းအန်ဒီရများတယ်ပေါ့နော်တန်တွေရှီရတယ်ပွန်းလောင်းရတယ်ပေါ့နော်အဲ့လိုကပူပြင်ပန်းတယ်ဗျတကယ်မလွယ်ဘူးဗျပညာနဲ့တက်ထားရင်တော့ကျွန်တော်တို့နည်းနည်းတက်တာတဲ့အလုပ်ကိုရွေးလို့ရတယ်ဟိုတယ်ပိုင်းတွေသွားလို့ရတယ်တခြားစားတော့ဆိုင်တွေရွေးလို့ရတယ်အဲ့လိုပေါ့နော်တက်တာတယ်ဆိုတာအဲ့လိုပဲရှိတယ်ဗျဒီအလုပ်ကျွန်တော်နေပူထဲမှာပဲနေတိုင်းဗျတချို့တွေဆိုမက်တူးနေပဲနော်ဝမ်းစာနဲ့ရှင်တော့ဘာမှငင်းဆန်လို့မရဘူးနော်ပြင်ပန်းလဲခံရတာပဲနေမကောင်းလဲသွားရတယ်ပဲပေါ့နော်ဘယ်မှမလွယ်ဘူးဗျ